မင်္ဂလာပါကိုရိုင်းဟော်ရာစတိုရီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့ပဲ့တင်တန်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်မှန်ဆိုတာပုံရိပ်ကိုထင်ဟပ်တာတည်းမဟုတ်ပါဘူးတခါတလေဝိညာဉ်ကိုလည်းခေါ်ယူထားတတ်ပါတယ်ဆိုတာသင်သိပါသလားကျွန်တော်နာမည်ကမင်းခန့်ပါအခုပြောပြမယ့်ဖြစ်ရက်ကလွန်ခဲ့တဲ့ဘက်ကမှစတင်ခဲ့တာပါပထမတော့ထင်အောင်ထင်မှားလို့ပဲထင်ခဲ့တာပေါ့မနက်ခင်းမျက်နှာတက်လို့မှန်နေကြည့်လိုက်တဲ့အခါကျွန်တော်မျက်တောင်တစ်ချက်ခတ်လိုက်တယ်ဒါပေမဲ့မှန်နေကကျွန်တော်ပုံရိပ်ကတစ်စက္ကန့်လောက်နောက်ကျပြီးမှလိုက်ခတ်တယ်နှုံးနေလို့ဖြစ်မှာပါလေလို့ကိုဖြည့်သိမ့်လိုက်ခဲ့ပေမဲ့အဲ့ဒီနောက်နေမှုကတဖြည်းဖြည်းနဲ့ပိုပြီးတိတာလာတယ်ကျွန်တော်သွားတိုက်ပြီးပလုတ်ချင်းလိုက်ရင်မှန်နေကပုံရိပ်ကကျွန်တော်ပြီးသွားမှပလုတ်ချင်းတယ်ကျွန်တော်ပြုံးပြလိုက်ရင်သူကတစ်စက္ကန့်ကြာမှလိုက်ပြုံးတယ်အစိုးဆုံးကအဲ့ဒီအပြုံးပဲသူ့ရဲ့ပြုံးကကျွန်တော်ပြုံးထက်ပိုပြီးကျဲနေတယ်လို့မျိုးပိုပြီးကြောက်စရာကောင်းနေတယ်လို့မျိုးခံစားရတယ်မနေ့ညကတော့အမှတ်မထင်ပဲအဲ့ဒီအမှန်တရားကိုရင်ဆိုင်လိုက်ရတယ်ည7:00 နာရီခွဲလောက်မှာအိတ်ခမ်းကမှန်တင်ကုန်ရှိမှထိုင်ပြီးစပင်ဖီးနေမိတယ်အခန်းထဲမှာမီးမထွန်းတော့ဘူးလမ်းမကမီးရောင်ဖြော့ဖြော့ပဲဗနေမောက်ကနေဝင်နေတာကျွန်တော်မှန်တဲ့ကိုတခြားလိုက်ကြည့်လိုက်တယ်ပုံရိပ်ကငြိမ်နေတယ်ဒါပေမဲ့ကျွန်တော်ခေါင်းကိုဘယ်ဘက်ဆောင်းလိုက်ရင်ပုံရိပ်တဲကမလုပ်ဘူး1 2 3စက္ကန့်လောက်ကြာမှသူကလိုက်ဆောင်းတယ်ကျွန်တော်ရင်ထဲမှာဒိန်းကနေဖြစ်သွားတယ်အေးဆက်သွားတာပဲဒါနီးပညာချုပ်ရင်းမှုမဟုတ်ဘူးမျက်စိဝေတာလည်းမဟုတ်ဘူးမှန်ထဲမှာရှိနေတာကျွန်တော်ပုံရိပ်စစ်မဟုတ်တော့ဘူးဆိုတာသိကြသွားပြီကျွန်တော်ကြောက်လန့်နဲ့အိယာဝင်ဖို့လှည့်ထွက်လိုက်တယ်ဂရင်ဘော်ရောက်လို့ဆောင်ချုံလိုက်တဲ့အချိန်မှာအခန်းထဲမှာထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်ရှက်ဆိုတဲ့အတန်မျိုးမှန်တင်ကုန်စီကလာတာကျွန်တော်အသက်ရှူအောင်ပြီးဂရင်ဘော်ကနေမှန်တင်ကုန်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်ကတော့ဂရင်ဘော်ရောက်နေပြီဒါပေမဲ့မှန်နေကကျွန်တော်ပုံရိပ်ကအဲ့ရဝင်ဖို့လှည့်မထွက်သေးဘူးသူကမှန်တင်ကုန်ရှိမှရက်နေတော့မှရှိသေးတယ်အဲ့ဒီပုံရိပ်ကမှန်နေကကျွန်တော်ကိုစိုက်ကြည့်နေတယ်ပြီးတော့သူကမှန်ထဲမှာတင်လှည့်ထက်သွားမယ်အစားမှန်သားပြင်ကိုလက်နဲ့ဖြည်းဖြည်းချင်းထိလိုက်တယ်မှန်သားပြင်ကရေလိုင်းလေးတွေလိုတုန်ခါသွားတယ်သူကကျွန်တော်ကိုလှောင်ပြုံးပြတယ်ပြီးတော့မှန်ထဲကသူ့ရဲ့လက်တစ်ဖက်ကအပြင်ကိုထွက်လာတယ်အသားရည်ကဖြူဖြော့ပြီးအေးဆက်နေပုံပဲကျွန်တော်អော်ဖို့စူးစမ်းပေမဲ့အတန်ကထွက်မလာဘူးကိုလက်လှုပ်ရှားလို့မရတော့ဒါအိမ်မက်ဆိုတခုလားမဟုတ်ဘူးဒါတကယ်လက်တွေပဲသူကမှန်နှင်းကနေတကိုယ်လုံးအပြင်ထွက်လာပြီးကျွန်တော်ရဲ့ကရင်ချေကြီးမှလာရက်တယ်ကျွန်တော်မျက်နှာနဲ့ထပ်ထုတ်ကြနေတဲ့မျက်နှာဒါပေမဲ့မျက်လုံးတွေကအသက်မဲ့ပြီးအမောင်တို့အတိပြီးနေတယ်သူကကျွန်တော်နားကိုကတ်လာပြီးနာတိုးလေးကတ်ပြောတယ်မင်းရဲ့လက်ပြီးအခုငါရဲ့အလဲပဲဒီနေ့မနေ့ကျွန်တော်နိုးလာတဲ့အခါအရာအလုံးကပုံမှန်ပါပဲကျွန်တော်မှန်တဲ့ကိုကြည့်လိုက်တယ်ပုံရိပ်ကကျွန်တော်တို့သမီးကိုချက်ချင်းလိုက်လို့တယ်အချိန်တော်နေမှုမရှိတော့ဘူးဒါပေမဲ့တခုထူးဆန်းနေတယ်ကျွန်တော်ရဲ့ရင်ဘတ်ထဲကနှလုံးခုန်တဲ့ကိုမကြားတော့ပြီးတော့ကျွန်တော်မှန်တဲ့ကနေကြည့်နေတာမဟုတ်ဘူးကျွန်တော်ကမှန်ထဲမှာပိတ်မိနေတာအပြင်လောကမှာတွာလာလှုပ်ရှားနေတာကကျွန်တော်ရဲ့ပုံရင်းရောင်ကြီးပါအခုတင်နဲ့မှန်တဲ့ကိုကြည့်နေတာတေချာကြည့်နော်မှန်တဲ့ကပုံရင်းကတင်နဲ့တစ်ထက်တည်းလိုက်လို့ရလားတစ်စက္ကန့်လောက်ကြာသွားတယ်တင်းနေရာကိုသူလူယူတော့မှမဟုတ်လို့ပါတတိထားပါတင်းနောက်မှာပဲတင်တာတခုရှိနေနိုင်တယ်ဒီဇလန်လေးအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ထိတ်လန့်စရာဇလန်ကောင်းလေးတွေနားထောင်ခြင်းသေးရဆိုလို့ရှိရင်တော့ like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်